Spa ကိုလေးဝဲဆက်အရှုံးမပေးလို့နဲ့ Amory နဲ့စူပလာချိန်စာဆိုးကိုချိုးပြတ်မဲ့ချက်ဖကြီးပရိသတ်များလုံးပဲမင်္ဂလာများ MT Daily Sport Page ကနေပြန်လည်ကြိုးလိုက်ပါတယ်။ကြားနေစဉ်လေပြေမှာတွေ့တယ်လို့မျိုးကျန်းတဲ့တရေလဲစပိန်မြေမှာတွေ့ဆုံသွားကြတော့မှာဖြစ်ပါတယ်။ဒီပွဲကနှစ်သိန်းစလုံးအတွက်အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ရှုံးတဲ့သူ Constant ဆိုတာထက်ပိုပြီးတော့စိုးမဲ့ပွဲစဉ်တစ်ပွဲလေးဖြစ်ပါတယ်။နိုင်တဲ့သူကတော့အကုန်စားမှာဖြစ်ပေမဲ့ရှုံးတဲ့သူကတော့ကုန်းမို့သာပြင်မြေတော့ဆိုပြီးတခြားပြန်မဲ့အသင်းပရိသတ်တွေကပါစောင့်ကြည့်နေခဲ့ကြတာပါ။လက်ရှိမိုင်းအသင်းရော Spa အသင်းမှာ Premier League အမှတ်ပေးစရာရဲ့အောက်ခြေနားကိုအသီးသီးရောက်ရှိနေခဲ့ကြတာလည်းဖြစ်ပါတယ်။မန်ကအဆင့်16မှာရပ်တည်နေခဲ့တာဖြစ်တယ်လို့စပါးကလည်းအဆင့်18မှာရှိနေခဲ့တာပါသူတို့နှစ်သိန်းအောက်မှာတန်းဆင်းစုံပဲရှိတော့တာဆိုပြီးပြောရလောက်အောင်မန်ယူနဲ့စပါးတို့ဟာပရီးမီးယားလိဂ်မှာအခြေအနေဆိုးနေခဲ့ကြတာပါအဲ့လိုအခြေအနေတွေဆိုးပြီးရလက်တွေပါရင်းရနေခဲ့ကြပေမဲ့မန်ယူနဲ့စပါးတို့ဟာယူပါလိဂ်ဖလားပြိုင်ပွဲရဲ့ဗိုလ်လူပွဲကိုရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်အဲ့လိုစပါးအသင်းနဲ့ရင်ဆိုင်ဆုံးတွေတွားရမယ့်အပေါ်မန်ယူအသင်းနီးပြအမော်ရင်ကတော့ဒီတစ်ခါစပါးအသင်းကိုလက်စားပြန်ချေဖို့အားခဲနေခဲ့ကြတာပါစပါးအသင်းကလည်းသူတို့ရဲ့စူပလာချိန်စာစုကိုခြေပြတ်သွားဖို့လှုံ့ဆော်နေခဲ့ကြတာဖြစ်ပြီးနှစ်သင်းစလုံးကတော့အိမ်မက်ကိုစီနဲ့မျှော်လင့်နေခဲ့ကြတာပါနှစ်သင်းတွေကတသင်းကသာယူပါလိဖလားကိုရပြီးချန်ပီယံလိပြိုင်ပွဲကိုဝင်ရောက်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။အဲဒီအတွက်ယူပါလိဖလားဟာနှစ်သင်းစလုံးအတွက်အရေးပါနေခဲ့တာဖြစ်ပြီးရိုဘင်အမိုရင်ကတော့ယူပါလိဖိုင်နယ်မကန်ခင်ခုလိုဖွင့်ရသွားခဲ့ပါတယ်။အသင်းတစ်သင်းဟာတခြားအသင်းတစ်သင်းကို၄ပွဲဆက်ရှုံးနေဖို့ဆိုတာမဖြစ်နိုင်ပါဘူးဆိုပြီးသူတို့ဟာစပါးအသင်းကို၄ပွဲဆက်ရှုံးမပေးနိုင်ဘူးဆိုတဲ့သဘောမျိုးပြောသွားခဲ့တာဖြစ်ပါတယ်။စပါးအသင်းရဲ့တိုင်းစစ်ကစားမဖြစ်သူဆွေအောင်မင်းကလည်းဟယ်ရီကိန်းပြောနေတာကိုကြည့်ရင်ကျွန်တော်လည်းဝမ်းသာမိပါတယ်။သူကကျွန်တော်ရဲ့ခင်မင်ရင်းနှီးဆုံးတငယ်ချင်းတွေထဲမှာတူပါဝင်ဖြစ်ပါတယ်။သူတို့ပဲကျွန်တော်တို့အသင်းစူပလာရရှိနိုင်အောင်ဟယ်ရီကိန်းဟာကျွန်တော်တို့ကိုအားပေးသွားဖို့မျှော်လင့်ပါတယ်ဆိုပြီးတော့ပြောကြားသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့ကိုရီးယားကစပါးအသင်းမှာကျွန်တော်ဆက်ကစားနေရတဲ့အဓိကအကြောင်းရင်းကတခြားသူတွေမစွမ်းဆောင်နိုင်တဲ့စူပလာအောင်မြင်မှုတွေကိုရယူပေးဖို့ပါ။ဒီပါလေဖလားကိုတခြားသူတွေထက်ကျွန်တော်ကအရန်ကိုပိုင်းဆိုင်ခြင်းပါတယ်။အသင်းပရိသတ်တွေအနေနဲ့လည်းကျွန်တော်အတိုင်းပဲခံစားမိပါပါ။လာမယ့်ဗိုလ်လူပွဲအတွက်ကောင်းကောင်းပြင်ဆင်ထားမယ်ဆိုရင်အောင်မြင်မှုတွေရယူနိုင်မယ်လို့အခိုင်အမာယုံကြည်ပါတယ်ဆိုပြီးပြောကြားသွားခဲ့ပါတယ်။ဘောလုံးအားကစားနဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လေးလုပ်ဝေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။